လုံးမမိတော့ကျွန်တော်ကတော့ကြော်နေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တကယ်ကြီးနေရောက်ဖြစ်တဲ့ Jiki နဲ့ Steve ဆိုတဲ့မိတ်ဆွေနေရောက်နဲ့ကျွန်တော်ဆော့ပြအောင်မှဖြစ်ပါတယ် Jiki ကတော့အရင် Naughty Craft episode 2မှာတော့ပါခဲ့ပါတယ် Steve ကတော့အခုမှအသစ်ပါ Naughty Craft episode တွေမတင်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်နေမကောင်းလို့ပဲဖြစ်ပါတယ်နောက်ကြာရင်ကျွန်တော် episode 4စတင်ပေးပါမယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုတွားလိုက်ရအောင် episode ရဲ့အစမှာတော့ကျွန်တော်တို့တွားရင်းနဲ့ပဲ Jiki ကရွာတစ်ခုတွေ့တယ်ဆိုတော့ကျွန်တော်တို့တွေလိုက်သွားခဲ့ပါတယ်ရွာကိုရုံချီမယ်ကျွန်တော်ကြိုက်တဲ့အိမ်ကိုရှားပြီးတော့ကျွန်တော်တဲလိုက်ပါတယ်ဒါနဲ့ဒီအိမ်မှာကျွန်တော် crafting တွေပဲလုပ်ပြီးတော့ pickaxe လုပ်လိုက်ပါတယ်ဒါနဲ့ကျွန်တော် stone တွေကိုစတူးပါတယ်stone တူးပြီးတာနဲ့အိမ်ကိုသွားပြီးတော့ stone tool တွေသွားပြီးတော့လုပ်လိုက်ပါတယ်ဒါနဲ့ Jiki ကတက်ခုတ်သွားရင်းနဲ့သူ့ဘေးနားမှာတင်မောပြန်ကြီးတွေ့ခဲ့တယ်လို့ကျွန်တော်ကိုလှမ်းခေါ်လိုက်ပါတယ်။အိုး brother တို့ဒီရှိမှာတင်မောပြန်ကြီးကျွန်တော်တွေ့ပြီဗျ။ Let's go သွားကြမယ်။ Jiki က treasure map တွေ့လို့ကျွန်တော်ကို treasure map ပေးလိုက်ပါတယ်။ဒါနဲ့နောက်ထပ် chest ကူမှာတော့ကျွန်တော်တို့ iron အမြောင်များစွာကျွန်တော်တွေ့ခဲ့ပါတယ်။ Wow, mighty bro ။ဒါနဲ့ညရောက်တော့မလို့အိမ်ကိုပြီးကျအောင်ပြေးခဲ့ပါတယ်။ဒါမှလည်းခက်ခဲများစွာနဲ့တွေ့ခဲ့ပါတယ်ဒါနဲ့ကျွန်တော်ရဲ့အိမ်ဘေးနားမှာမိုးသားရှိတယ်ဆိုတော့ကျွန်တော် Jiki ရဲ့အိမ်မှာသွားပြီးတဲလိုက်ပါတယ်လေဘိုင်းစာနေရတယ် Jiki ရှိကနေပြီးတော့ကျွန်တော်ပေါမုတ်တော့ယူခဲ့လိုက်ပါတယ် Steve is sleeping in a bed. To skip to dawn, 2 more users. ဒါနဲ့ကျွန်တော်အိတ်လိုက်ပါတယ်ဟိုလာတော့ကျွန်တော်ခုနကရှစ်ပရမှာရလာတယ်ကျွန်တော်ရဲ့ iron လေးတွေကိုကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်ညဝီသုံးဆွဲဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်လို့ညဝီသုံးဆွဲဖို့လုပ်နေတဲ့အချိန်မှာပဲပူလာဘဲတယောက်ကကျွန်တော်ရဲ့အစီအစဉ်ကိုလာပြီးတော့ဖြတ်ပါတယ် Was slain by polar bear. Steve was နောက်ဆုံးမှာတော့သူရှော့သွားနေပါတယ်ဒါနဲ့ကျွန်တော် Steve ကိုအရင် iron အားကိုအရင်ပေးပါတယ် Jiki ကိုလည်းထပ်ပေးပါတယ်ဆရာကြီးဖြစ်တဲ့အတွက်6တုံးယူလိုက်ပါတယ်ဒါနဲ့ကျွန်တော်ခုနကရလာတဲ့ treasure man လေးနဲ့ကျွန်တော် treasure သွားရှာမှာဖြစ်ပါတယ် Let's go brother အဲ့ဒါတော်တော်များတူးယူရရင်တော့မှာတော့ treasure ကိုတွေ့ရပါတယ် treasure ထဲမှာတော့ကျွန်တော်တို့ EMI တွေပစ္စည်းတွေပါပါတယ်ဒါကြောင့်မို့ကျွန်တော်ယူခဲ့လိုက်ပါတယ်ဒါကြောင့်ကျွန်တော်ညရောက်တော့မှမလို့ကျွန်တော်အမြန်ကျွန်တော်ရဲ့အိမ်ကိုပြန်ခဲ့ပါတယ် ဟိုလာတော့ကျွန်တော် iron tool တွေလုပ်လိုက်ပါတယ်။ဒါနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေနဲ့အကုန်ကျွန်တော်တို့ play ကြောင်သွားတိုင်းကိုကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။
ဖိလီဂျာအောက်ဘော့စ်ကကျွန်တော်ရဲ့တကယ်ကြီးစတီးရဲ့အိမ်နောက်မှာရှိတော့ကျွန်တော်တို့သွားတိုက်ပါတယ်ကျွန်တော်တို့ခဏခဏတည်ခဲ့ပါတယ်ဒါနဲ့နောက်ဆုံးမှာလည်းကျွန်တော်ဖိလီဂျာအောက်ဘော့ကိုကျွန်တော်တတ်နိုင်ခဲ့ပါတယ်အားလုံးပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ပြီးတော့ပြန်တွေ့ရမယ်ဟိုခဏနေပါဦး like and subscribe လုပ်ကြည့်ပြီးကျွန်တော်ကိုကူညီပေးနိုင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ